အားလုံးပဲမင်္ဂလာပါယခုတစ်ခါတင်ဆက်ပေးမဲ့တရေဇလံလေးကတော့တင်ချိုင်းမြေကညီမလေးဖြစ်ပါတယ်။ညဘက်ဆိုရင်အဲ့ဒီလမ်းကိုဘယ်သူမှမသွားရဲကြဘူး။တင်ချိုင်းကုန်းလမ်းကတစ်မြို့လုံးမှာအစိတ်တင်ဆုံးနေရလို့ဆိုကြတဲ့မြူတွေကအမြဲဖုံးနေတဲ့လမ်းဘေးကတစ်ပင်တွေကအကိုင်းခတ်တွေကျိုးကုန်ပြီးတည်နေတဲ့ပုံစံပြီးတော့အဲ့ဒီမှာသူတို့ကြားနေတဲ့ကလေးမင်းကလေးတယောက်ရဲ့အတန်ကိုတိုးတိုးဖြောဖြောနဲ့အကိုလို့ခေါ်တန်ကလေထဲမှာပြန့်လွင့်နေတယ်ဒါပေမဲ့အဲ့ဒီလမ်းမှာဘယ်သူမှမရှိဘူးဘယ်သူမှမနေဘူးတင်းချိုင်းတွေပဲရှိတယ်အဲ့ဒီလမ်းကကျွန်တော်အိမ်ကိုပြန်တဲ့တခုတည်းသောလမ်းဖြစ်နေခဲ့တာအဲ့ဒီညကကျွန်တော်အဲ့ဒီလမ်းကိုဖြတ်ခဲ့တယ်ပြီးတော့သူ့ကိုတွေးခဲ့တယ်ကျွန်တော်နာမည်ကိုမောင်ပါအသက်28နှစ်ပါမြို့ပြင်ကစာတင်ကျောင်းမှာဆရာလုပ်တယ်အဲ့ဒီနေ့ကကျောင်းကစာမွေးပွဲစစ်တာတွေပြီးတော့ညနေ8နာရီလောက်မှအိမ်ပြန်ဖို့ထွက်လာခဲ့တယ်မိုးကလည်းဖွဲဖွဲကျနေတယ်လမ်းမီးတွေကလည်းမီးမိန်နေတော့လမ်းကိုတေချာမမြင်ရဘူးပေမဲ့ကျွန်တော်အဲ့ဒီလမ်းကိုဖြတ်မှဖြစ်မယ်တခြားလမ်းကဖြတ်ရင်တနာရီလောက်ဝိုက်ရမှာအဲ့ဒီတော့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်တင်းချိုင်းကုန်းလမ်းကိုဖြတ်မယ်ဆိုပြီးကျွန်တော်လမ်းထဲကိုစောက်ဝင်တော့လေကအေးဆက်ဆက်နဲ့တိုက်လာတယ်မိုးခွဲတွေကကျွန်တော်မျက်နှာကိုထီတိုင်းရေခဲဆိုးသလိုခံစားရတယ်လမ်းဘေးမှာတင်းချိုင်းကြောက်တိုင်တွေတန်းစီနေတယ်တချို့ကဟိုးအရင်အနှစ်50လောက်ကလေးကရှိနေတာတွေစားရီတောင်ပြက်ကုန်ပြီကျွန်တော်လမ်းလျှောက်ရင်းဖုန်းကိုဖွင့်ပြီးဓမီထိုးထားတယ်ဒါပေမဲ့အဲ့ဒီအလင်းကမြူထဲမှာပြန့်သွားပြီးဘာမှတေချာမမြင်ရဘူးလမ်းလျှောက်နေရင်ကျွန်တော်ခံစားမိတယ်တခုခုမဟုတ်ဘူးလို့နောက်ကတယောက်လိုက်နေတယ်လို့ကျွန်တော်လှည့်ကြည့်တယ်ဘာမှမရှိဘူးမြူတွေပဲဒါပေမဲ့ကျွန်တော်ကြားလိုက်တယ်တူတူလေးအကိုတဲ့ကျွန်တော်ခြေထောက်တွေတောင့်သွားတယ်ဘဲကအတန်လဲဘသူလဲကျွန်တော်လှမ်းអော်လိုက်တယ်ဘသူလဲဒါပေမဲ့ဘာမှပြန်မထူးဘူးအဲ့ဒီအစာအတန်ကထက်လာတယ်လို့အကိုဒီကိုလာပါကျွန်တော်နှလုံးခုန်တန်ကိုကြားနေရတယ်ဒုံဒုံဒုံဒါပေမဲ့ကျွန်တော်ဆက်လျှောက်တယ်အိမ်ကိုမြ мян ပြန်ခြင်းတယ်ဒါပေမဲ့အဲ့ဒီအတန်ကပိုကက်လာတယ်ပိုနီးလာတယ်ကျွန်တော်ဖုန်းကိုမြောက်ပြီးပတ်ဝန်းကျင်ကိုလှည့်ထိုးကြည့်တယ်အဲ့ဒီမှာတွေးလိုက်တယ်မြူထဲမှာပုံရိပ်တစ်ခုကလေးမင်းကလေးတယောက်ရဲ့ပုံရိပ်သူကအဖြူရောင်အင်ဂျီလေးဝတ်ထားတဲ့စပင်တွေကရှည်ပြီးမျက်နှာကိုဖုံးနေတယ်သူကလမ်းဘေးကတင်းချိုင်းကြောက်တိုင်တစ်ခုနာမှာရက်နေတယ်ကျွန်တော်သူ့ကိုကြည့်နေတော့သူကခေါင်းကိုဖြည်းဖြည်းမော့လာတယ်စပင်းတွေခွာသွားတော့သူ့မျက်နှာကိုမြင်လိုက်ရတယ်မျက်လုံးတွေကအနက်ရောင်ပြူးကျနေတဲ့ပါးစပ်ကပြုံးနေတယ်ဒါပေမဲ့အဲ့ဒီပြုံးတာကလူကိုကြောက်အောင်လုပ်တယ်ကျွန်တော်អော်ပြီးပြေးဖို့လုပ်တယ်ဒါပေမဲ့ခြေထောက်တွေကမလုံနိုင်ဘူးသူကလက်ကိုမြှောက်ပြီးကျွန်တော်ကိုလက်ရက်ခေါ်တယ်အကိုဒီကိုလာပါညီမလေးကိုကူညီပါကျွန်တော်ဘလို့လှုပ်ခြေထောက်တွေပြန်လှုပ်လို့ရသွားလဲမသိဘူးဒါပေမဲ့ပြေးတယ်အသက်ရှူတန်တွေကပြင်းလာတယ်နှလုံးခုန်တန်ကပိုမြန်လာတယ်ကျွန်တော်နောက်ကိုလှည့်မကြည့်ရဘူးဒါပေမဲ့သူ့အတန်ကလိုက်လာတယ်အကိုဘယ်သွားမလို့လဲညီမလေးကိုထားမသွားပါနဲ့ကျွန်တော်ပြေးရင်ဖုန်းကိုလွှတ်ကျသွားတယ်အလင်းရောင်ပျောက်သွားတော့အမှောင်ထဲမှာဘာမှမမြင်ရတော့ဘူးမြူတွေကပိုးထူလာတယ်လမ်းကဘယ်လဲမသိတော့ဘူးကျွန်တော်ပြေးရင်တင်းချိုင်းကြောက်တိုင်တစ်ခုနဲ့တိုက်မိပြီးလဲကျသွားတယ်ဒူးတွေနာသွားတယ်လက်ထဲမှာသွေးတွေဆို့နေတယ်ကျွန်တော်ထားဖို့ကြိုးစားတော့သူ့တန်ကထက်ကြတဲ့ခါအကူလဲကျသွားတာလားညီမလေးလာကူမယ်နော်ကျွန်တော်လှည့်ကြည့်လိုက်တော့သူကကျွန်တော်ရှိမှမီတာအနည်းငယ်ပဲဝေးတယ်သူ့မျက်လုံးတွေကအရင်ထက်ပိုပြူးနေတယ်သူ့ပါးစပ်ကပြုံးနေတော့သူ့လက်တွေကိုကြည့်လိုက်တော့လက်သေးတွေကရှည်နေတဲ့အနက်ရောင်သွေးတွေစွန်းနေတယ်ကျွန်တော်ထပြီးပြန်ပြေးတယ်ဘယ်ကိုပြေးမှန်းမသိဘူးဒါပေမဲ့သူ့အတန်ကဘယ်နေရာကမှလာနေတာပဲဘလို့လို့ဒီလောက်မြန်နိုင်တာလဲကျွန်တော်ပြေးရင်တစ်ပင်တစ်ပင်နောက်မှာပုံးတယ်အသက်ရှူတန်ကိုထိန်းထားတယ်သူ့ကိုမမြင်ရတော့ဘူးဒါပေမဲ့ကျွန်တော်ခံစားမိတယ်သူအနားမှာရှိနေတော့မဲလို့ခဏကြာတော့ကျွန်တော်တစ်ပင်နောက်ကနေခေါင်းပြူပြီးကြည့်တယ်ဘာမှမရှိဘူးမြူတွေပဲကျွန်တော်တပြင်းချလိုက်ပြီးထွက်လာဖို့လှုပ်တုံးသူ့လက်တစ်ဖက်ကကျွန်တော်ပခုံးကိုဖမ်းလိုက်တယ်အေးဆက်ဆက်ရေခဲလို့ကျွန်တော်လှည့်ကြည့်လိုက်တော့သူကကျွန်တော်နောက်မှာရက်နေတယ်သူ့မျက်နှာကကျွန်တော်နဲ့လက်တတောင်လောက်ပဲဝေးတယ်အကိုဘာလို့ပြေးတာလဲညီမလေးကိုကူညီမှာမဟုတ်ဘူးလားကျွန်တော်ပြီးသူ့လက်ကိုယုံလိုက်တယ်ဒါပေမဲ့သူ့လက်ကတအားအားပဲကျွန်တော်လဲကျသွားပြီးမြေကြီးပေါ်မှာနောက်ကိုတွားသွားတယ်သူကကျွန်တော်ကိုလှမ်းကြည့်နေတယ်အကိုညီမလေးကိုမမှတ်မိဘူးလားကျွန်တော်ဘာမှမသိဘူးဒါပေမဲ့သူ့အတန်ကတခုခုကိုတတိယစေတဲ့အတိတ်ကတခုခုကျွန်တော်သူ့ကိုတေချာကြည့်တယ်သူ့မျက်နှာကရင်းနှီးနေတယ်လို့ဒါပေမဲ့ဘဲကရင်းနှီးတာလဲကျွန်တော်တွေးနေတော့သူကစကားဆက်တယ်အကိုငါတို့အရင်ကတွေးဘူးတယ်လေဒီလမ်းမှာအဲ့ဒီစကားနဲ့ကျွန်တော်ခေါင်းထဲပုံရိပ်တွေဝင်လာတယ်ဟိုးအရင်ငငယ်တုန်းကအမှတ်တရ
ကျွန်တော်အသက်10နှစ်လောက်တုန်းကအဲ့ဒီလမ်းကကျွန်တော်အိမ်နဲ့ကျောင်းကြားကလမ်းတစ်ခုပဲတနေ့ညနေဆောင်မှာကျွန်တော်တငယ်ချင်းတွေနဲ့အဲ့ဒီလမ်းကိုဖြတ်လာခဲ့တယ်အဲ့ဒီမှာကလေးမိန်းကလေးတစ်ယောက်ကိုတွေ့တယ်သူကအကူအညီတောင်းတယ်အကူကျွန်တော်ကိုအိမ်ပြန်ပို့ပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့ကကလေးပဲကြောက်လဲကြောက်တယ်အဲ့ဒီတော့ကျွန်တော်တို့သူ့ကိုထားခဲ့ပြီးပြေးသွားခဲ့တယ်နောက်နေ့မှသိရတယ်အဲ့ဒီကလေးမိန်းကလေးကိုကားတစ်စီးတိုက်ပြီးတေသွားတယ်ဆိုတာအဲ့ဒီလမ်းမှာပဲကျွန်တော်သူ့ကိုကြည့်ပြီးပြောလိုက်တယ်မင်းကအဲ့ဒီကလေးမလားသူကပြုံးတယ်ဒါပေမဲ့အဲ့ဒီပြုံးတာကကိုကြောက်စရာကောင်းလာတယ်အကိုမင်းတို့ငါ့ကိုထားခဲ့တယ်ငါဒီမှာတယောက်တည်းနေခဲ့ရတယ်အခုမင်းလဲငါနဲ့အတူနေရမယ်ကျွန်တော်သူ့စကားကိုကြားတော့ထပြီးပြန်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့သူကကျွန်တော်ကိုလက်နဲ့ဖမ်းထားတယ်သူ့လက်သေးတွေကကျွန်တော်လက်မောင်းနဲ့စိုက်ဝင်သွားတယ်နားတယ်သွေးတွေထွက်လာတယ်ကျွန်တော်အော်တယ်ဒါပေမဲ့ဒီလမ်းမှာဘယ်သူမှမရှိဘူးသူကကျွန်တော်ကိုဆွဲတယ်တင်ချိုင်းကြောက်တိုင်တွေကြားတဲ့ကိုမြူတွေပို့ထူလာတယ်ကျွန်တော်ဘာမှမမြင်ရတော့ဘူးသူ့အတန်ပဲကြားတယ်အကိုငါတို့အတူရှိတော့မယ်အမြဲတမ်းကျွန်တော်ယုံတယ်ဒါပေမဲ့အားမရှိတော့ဘူးကျွန်တော်မျက်လုံးတွေမှိမ့်မိန်လာတယ်အမှောင်ထဲကိုနစ်မြုပ်သွားတယ်နောက်နေ့မနက်လမ်းသွားတွေကကျွန်တော်ဖုန်းကိုတင်းချိုင်းကုန်းလမ်းမှာတွေ့တယ်ဒါပေမဲ့ကျွန်တော်ကိုတော့ဘယ်သူမှမတွေ့ဘူးအဲ့ဒီနောက်ပိုင်းလူတွေကပြောကြတယ်တင်းချိုင်းကုန်းလမ်းမှာညဘက်ဆိုအတန်နှစ်တန်ကြားတယ်ကလေးမိန်းကလေးတယောက်ရဲ့အကူဆိုတဲ့အတန်ပြီးတော့လူကြီးတယောက်ရဲ့အော်တန်အဲ့ဒီလမ်းကိုဘယ်သူမှမဖြတ်ရဲကြတော့ဘူးဇလန်းလေးကတော့ဒီလောက်ပါပဲစိတ်ဝင်စားစရာဇလန်းတွေကိုညတိုင်း၈နာရီခွဲချိန်မှာတင်ဆက်ပေးမှာမို့ channel လေးကို subscribe လုပ်ပေးကြပါဦးဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ